အရန်ချရတဲ့ကိုဒီနီမယာတယောက်အပေါ်မှာဒီလိုမျိုးကျွန်တော်တို့ဆုံးဖြတ်ရမယ်ဆိုဆုံးဖြတ်ချက်တွေဆုံးဖြတ်လိုက်ပြီးတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့ရတာတွေပေါ့နော်အဲ့လိုရတာတွေရတာပြိသက်မြင်ဖို့ခဲရင်းတဲ့အကြောင်းအရာပေါ့ရှိကောင်းလည်းရှိနိုင်တယ်ဒါပေမဲ့ကြဲကြဲလောင်းလောင်းကျွန်တော်တို့ပြောပြလို့မရတဲ့အကြောင်းအရာမျိုးတွေအများကြီးရှိတဲ့အခါကျတော့ဒါရုပ်ရှင်တကားအနေနဲ့ဆိုလို့ရှိရင်ဒါပြိသက်အတွက်အသိဆန်းလည်းဖြစ်မယ် စာချုပ်တွေကိုလက်မှတ်ထိုးတော့မယ်ဆိုရင်တော့ဖြစ်လာမယ်အကျိုးဆက်တွေတည်တည်ချာချာစဉ်းစားပါ ကုန်ခဲ့တဲ့10နှစ်လောက်ကကျွန်တော်တို့ဇလန်တူလေးလုံးမယ်ဆိုပြီးတော့ကျွန်တော်စီပေးထားတဲ့အထဲမှာ9ပုတ်လောက်ရှိမှနဲ့တူတယ်ဇလန်တူတွေကနေပြီးတော့မှဒါဒီဇလန်လေးလည်းပါလာတာပေါ့လေကုမ္ပဏီကလည်းဟိုနည်းနည်းနဲ့ကျွန်တော်လည်းအတွဲလေးရိုက်ချင်တယ်နောက်ပြီးတော့ကိနဲ့လည်းရိုက်မယ်ဆိုတော့ဒီဇလန်လေးကိုကျွန်တော်တို့အကောင့်ထဲပေါ်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တာပေါ့နော်ရွေးချယ်တယ်ဆိုတာတက်ကိုဒါကျွန်တော်တို့ရင်ထဲမှာရှိပြီးသားဇလန်တစ်ခုနောက်ပြီးတော့ဒီခက်လူဆိုတဲ့ character ကလည်းကျွန်တော်ကုန်ခဲ့တဲ့10နှစ်လောက်တည်းရင်ထဲကိုရောက်ပြီးသားဇက်ကောင်တစ်ကောင်ဆိုတော့ထွေထူးထူးကျွန်တော်အနေနဲ့ရွေးချယ်စရာမလိုဘူးကျွန်တော်ရင်ထဲကိုရောက်ပြီးသားဖြစ်တဲ့အခါကျတော့အလွယ်တကူပဲကျွန်တော်လက်ခံဖြစ်တာပေါ့ character ရဲ့စိတ်ခံစားမှုတွေ character ရဲ့ဆုံးဖြတ်ချက်တွေကကျွန်တော်တို့သရုပ်ဆောင်တွေအတွက်အများကြီးစိန်ခေါ်မှုရှိတဲ့ဇက်ကောင်ပေါ့နော်ဆိုတော့ဟိုရွေးချယ်ခွင့်ရှိရင်ဆိုတာထက်ကိုကျွန်တော်တို့ကဒီကားကဘယ်လိုမျိုးဆုံးဖြတ်ကြတယ်လဲဘယ်လိုမျိုးရွေးချယ်ကြတယ်လဲနောက်ပြီးတော့ဘယ်လိုမျိုးဘဝကိုရုန်းကန်ရင်ဆိုင်ကြတယ်လဲဆိုတဲ့အပေါ်မှာပို့ပြီးတော့ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်ဂိမ်းဆက်ဆန်ဇက်ကားမျိုးတော့မဟုတ်ဘူးရွေးချယ်ပြီးတဲ့နောက်မရွေးချယ်ခင်ဘာတွေဖြစ်ကြတယ်လဲဆိုတဲ့ဟာကိုခံစားမှုပေးနိုင်တဲ့ဇက်ကားလို့ပြောလို့ရပါတယ် 要听飞了的，信不信这样在崩？我要没，我要没。 ငွေကြေးနဲ့အချစ်နဲ့ကျွန်တော်တို့သွားတဲ့နေရာမှာကျွန်တော်တို့အကုန်လုံးက balance ဖြစ်ဖို့လိုတယ်ပေါ့နော်ကျွန်တော်ကဟိုငယ်တွေကအကြောင်းအရာတစ်ခုဟိုအစွဲလန်းထားပြီးတော့အဲ့လိုမျိုးကြီးအရန်ကြိုက်တာအရန်လူကျင်တာဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ဗုဒ္ဓရဲ့လမ်းစဉ်ဆိုလို့ရှိရင်မြစည်းမပฏิပဒါပေါ့နော်အဲ့ဒီလမ်းစဉ်အတိုင်းပေါ့နော်ကျွန်တော်တို့ကအကုန်လုံးကိုမျှတအောင်ပေါ့ဟိုအချစ်လည်းအရေးကြီးတယ်လို့ငွေကြေးရလည်းဒါအရေးကြီးတယ်ပေါ့နော်အဲ့နှစ်ခုမျှမျှတတဖြစ်နေမှသာလျှင်ကျွန်တော်တို့ကဟို balance ဖြစ်နေမှာပေါ့ balance ဖြစ်တဲ့အခါကျမှသာလျှင်ကျွန်တော်ကတည်ငြိမ်မှုတစ်ခုဖြစ်လာမှာပေါ့ဘဝကကျွန်တော်တို့ချိန်ခွင်လိုပဲအမြဲတမ်းကျွန်တော်တို့ဒါဟိုဘက်ပေါ်တက်လိုက်အောက်ဆင်းလေးနဲ့လှုပ်ရမ်းနေမှာပဲပေါ့ဆိုတော့အဲ့ဒီနှစ်ခုက balance ဖြစ်ဖို့တော့လိုတယ်လို့ကျွန်တော်မြင်တာပေါ့နော်နှစ်မျိုးရှိနိုင်တယ်ပေါ့နော်တစ်မျိုးကတော့နားလည်ပေးလို့ရတဲ့အမျိုးတစ်ခုရှိနိုင်တယ်နားလည်မပေးလို့ရတဲ့အမျိုးတစ်ခုရှိနိုင်တယ်ဒါပေမဲ့နားလည်ပေးတဲ့လူနဲ့နားလည်မပေးတဲ့လူကဒီကားကိုကြည့်နေတဲ့အချိန်အတိုင်းအတာမှာမူတည်ပြီးတော့လဲသူတို့ရဲ့နားလည်မှုကွဲပြားသွားနိုင်တယ်ပေါ့သူကဘယ်လိုလဲဆိုတော့ခက်လူရဲ့ character ထဲမှာသူကဘဝရဲ့မပြည့်စုံမှုရဲ့အခက်အခဲတွေရဲ့ဒီပူလောင်မှုတွေပေါ့အဲ့လိုပူလောင်မှုတွေကရုံထွက်ချင်တဲ့စိတ်ကြောင့်ဟိုဆုံးဖြတ်တဲ့အမှားကိုသူကချလိုက်တယ်ဒါပေမဲ့အမှားကိုအမှန်မှန်သိတဲ့အချိန်မှာကျွန်တော်တို့ကပြန်ပြီးတော့ဘယ်လိုခေါ်လဲအချိန်မမီတော့တဲ့ဟာမျိုးပေါ့နော်အဲ့လိုဟို climate ကိုအဲ့လိုမျိုးကျွန်တော်တို့ကဒီဇလန်ရဲ့ climate ကိုအဲ့လိုမျိုးဆွဲတင်ထားတာပေါ့ဆိုတော့ခံစားချက် emotion အရန်ကိုပြင်းပြတဲ့character တွေဇက်ကောင်တွေကိုတော့ဒီကားထဲမှာမြင်ရမှာပေါ့character 3ခုလုံးကတော့စိတ်ခံစားမှုတွေကအမြင်နဲ့အဲ့လိုမျိုးလာတိုက်နေကြတာပေါ့နော်တယောက်နဲ့တယောက်လည်းအဲ့လိုမျိုးရှိပါတယ် ငါညီကဝေရဲဖောင် short ထွက်တာ ကိုရွေးချယ်ရမယ်ကိုရဲ့လမ်းကြောင်းတစ်ခုလို့ဆိုတဲ့သဘောမျိုးပို့ပြီးတက်ရောက်တယ်ပေါ့ကိုကရွေးချယ်လိုက်တယ်ကိုဆုံးဖြတ်လိုက်တဲ့အရာတစ်ခုကကိုရင်ဆိုင်ရမယ့်အရာတစ်ခုပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါသုံးမျက်စိတစ်ခုမချခင်မှာလောကောမလဲဖြစ်ပေါ်လာမဲ့စိုးကျိုးကောင်းကျိုးတွေကိုတည်တည်ချာချာဝေဖန်ပြီးတော့မှဆုံးဖြတ်တင်နေဆိုတဲ့ message ကိုတော့ဒီကားထဲမှာဒါရမယ်ပေါ့နော်ဒီကားထဲမှာရမယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့က message ပေးတဲ့ဇာတ်ကားဆိုတာတက်ကိုရသဝိုင်းကိုပို့ပြီးဦးစားပေးထားတဲ့ဇလန်မျိုးစားလို့တော့ကျွန်တော်တို့ပြောလို့ရပါတယ်ဒါတော့ကျွန်တော်တို့လည်းစိတ်ဝင်စားစောင့်ကြည့်ရမယ့်အနေထားပေါ့အဲဆိုတော့ဟိုဇလန်ဇက်ကောင်တွေရဲ့အပြည့်မှုဆိုတာကတော့ဒါ
ပရိသတ်ရဲ့ခံစားမှုပေါ်မှာအများကြီးမှုတည်သွားမယ်ပေါ့နော်ပရိသတ်ကဘယ်လိုခံစားမလဲဘယ်ဇက်ကောင်ပေါ်မှာဘယ်လိုမျိုးခံစားရတယ်ဘယ်ဇက်ကောင်ပေါ်မှာတော့ဘယ်လိုမျိုးခံစားရတယ်ဆိုတဲ့ဟာကတော့ကျွန်တော်တို့ဒါရုပ်တင်ပြသတဲ့အချိန်မှာမှပို့ပြီးတော့ခံစားစေခြင်းနဲ့ခံစားမှုပေါ့နော်ကျွန်တော်တို့ကဒါစကလုံးနဲ့ပေါ်ပြလို့မရတဲ့ခံစားမှုတွေကရုပ်ရှင်ထဲမှာမှခံစားရမယ်အကြောင်းအရာမျိုးတွေလည်းအများကြီးရှိပါတယ်ဘယ်လိုရတာမျိုးတွေဒီဇက်ကောင်တွေကပရိသတ်စီကိုယူဆောင်လာမလဲဆိုတာတော့အရင်စိတ်ဝင်စားစရာကောက်ပါတယ်သူကြကြပေါ့နော်ဒီဇလန်လေးကကျွန်တော်စီကိုရောက်နေတာဒါ10နှစ်နီးပါးလောက်ရှိသွားပြီးတဲ့ဇက်ကောင်လေးဖြစ်တယ်ဇလန်လေးဖြစ်တယ်ဆိုတော့ဒီအချိန်မှာအကြောင်းမျိုးမျိုးကြောင့်ဒီအချိန်မှာရိုက်ခွင့်ရတဲ့အတွက်လည်းဒါကျွန်တော်ပြည်သက်ကိုဘာဖြစ်လို့ပေါ့နော်ဒီကားကိုကျွန်တော်ကလက်ချင်ခဲ့လဲဆိုတာဒီကားလေးကိုကြည့်တဲ့အချိန်မှာတော့သဘောပေါက်နားလည်သွားလိမ့်မယ်လို့ထင်ပါတယ်အဲဒါကြောင့်မလို့ဒီကားလေးကိုယုံတင်ပြသတဲ့အခါမှာလာရောက်ကြည့်ရှုအားပေးဖို့အတွက်ဖိတ်ခေါ်ပါတယ်ခင်ဗျာ ငါယူထားတဲ့ယောက်ျားငါယူထားတဲ့လေကမူယူတောက်စားနေဟိုကလွဲပြီးဘာမှတော့မကြလို့ငါတခြားယောက်ျားနဲ့အိတ်ခဲ့တယ်ဘာဖြစ်လဲဘာဖြစ်လဲပြောတယ်